သမီးတို့ရေအားနဲ့ထက်မြက်တဲ့မိန်းမတွေကိုယောက်ျားတွေကတိတ်မလိုချင်ကြပါဘူးမလိုချင်ယုံနေမဟုတ်ဘူးနော်ကြောက်ပါကြောက်တတ်ကြသေးတာသူတို့နဲ့ခြေရလိုက်တိုင်းလို့လေအိမ်အောင်တစ်ခုမှာကိုလင်သားအောင်မြင်နေတာကိုမနာလိုတဲ့မိန်းမမရှိပေမဲ့ကိုဇနီးမယားရဲ့အောင်မြင်မှုတွေကိုမနာလိုမရှိစိတ်နဲ့လင်ယောက်ျားတွေကတော့ရှိကိုရှိနေကြပါတယ်တချို့ပေါ့အားလုံးတော့လည်းမဟုတ်ပါဘူးအိမ်အောင်တဲ့ယောက်ျားတော်တော်များများဘာကြောင့်ဖောက်ပြန်တာလဲသိလားသူတို့ရဲ့ဇနီးမယားတွေကတော်တက်ထက်မြက်နေကြလို့ပါယောက်ျားဆိုတာမျိုးကအားကိုးခံခြင်းနဲ့ဦးစားပေးတာခံခြင်းနဲ့လေသူတို့ဒီသာပထမဖြစ်ရမယ်ဆိုတာမျိုးပေါ့အခုခေတ်ခါကြီးမှာမိန်းမတွေဟာတော်တော်များများစွမ်းဆောင်နိုင်ကြတယ်ယောက်ျားတွေကိုတိတ်ပြီးတော့မမိခိုချင်ကြတော့ဘူးပေါ့ဆိုတော်ကြီးစိုင်းထီးဆိုင်ရဲ့တချင်းတစ်ပုတ်ထဲမှာတော့မှယောက်ျားအားမကိုးတဲ့မိန်းမမျိုးရှစ်ကြီးပဲခိုးရတော့မလို့ဆိုပြီးအငေါ်တူးထားသေးတာပဲဒါဟာယောက်ျားတို့ကြီးရဲ့သဘောထားပါယောက်ျားဆိုတာကအားကိုးခံခြင်းကြတာဘူးဒါကြောင့်အမျိုးသမီးတွေအချစ်ခံခြင်းရင်တာယာတည်မြဲတဲ့အိမ်အောင်ရေးကိုလိုချင်ရင်အရန်တော်မပြကြပါနဲ့အရန်မထက်မြက်ကြပြပါနဲ့အပြည့်အဝအားနှွဲ့ပြလိုက်ပါနှုံအားချင်အောင်ဆောင်ပေးလိုက်ကြပါဒီလိုမှမဟုတ်ပဲအရန်တော်အရန်ထက်ပြီးအမိခိုကင်းကင်းနဲ့ခတ်တင်းနေခြင်းရင်တော့တကူတည်းပဲတောက်ပလိုက်ကြပါသမီးတို့ကြီးအဲ့ဒါအကောင်းဆုံးပါပဲ